hello အားလုံးပဲမင်္ဂလာပါပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဘာအကြောင်းဆက်ပြောမလဲဆိုတော့ဒီနေ့အိတ်ဆက်ချင်းနဲ့မှတ်ညက်နောက်တစ်ခုကအိတ်တာကမောက်ကမဖြစ်တဲ့ယောဂတွေပေါ့နော်အေးရေးပြတ်တဲ့အိတ်တာကမောက်ကမဖြစ်တဲ့ယောဂတွေအကြောင်းပြောမယ်ပေါ့နော်အဲ့တော့ပထမဆုံးအိတ်ဆက်ချင်းနဲ့မှတ်ညက်အကြောင်းပြောကြည့်အောင်နော်အဲ့တော့study တွေပေါ့နော်ဒီသုတေသနတွေအရာဘာလဲဆိုရင်မှတ်ညက်ပေါ့နော်မှတ်ညက်ကမှတ်ညက်ဘယ်မှာဖြစ်လဲဆိုရင်အဲ့ဒီအချိန်မှာမှတ်ညက် consolidation ဆိုတော့မှတ်ညက်တွေကိုတနည်းပြောရရင်ပို့ပြီးတော့ချစ်အောင်ပေါ့နော်တနည်းပြောရရင်မှတ်ညက်အနေဥပမာမှတ်ညက်တွေကပြန်ကျဲနေတဲ့ဟာမျိုးအဲ့ဟာမျိုးမှတ်ညက်တွေတစ်ခုချင်းစီအဲ့လိုအစီအစဉ်တကြားဖြစ်အောင်လုပ်တာဘယ်ချိန်မှာလုပ်တယ်ဆိုတော့အဲ့ဒီအချိန်မှာလုပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့စာတင်တယ် behavior evidence ပေါ့နော်အမှုကျင်ပိုင်းဆိုင်ရာအမှုကျင်ပိုင်းဆိုင်ရာ evidence ဆိုတော့သက်သေပေါ့နော်အမှုကျင်ပိုင်းဆိုင်ရာသက်သေရဘာလဲဆိုရင်တင်လိုက်တစ်ခုခုတင်လိုက်တင်ပြီးဝင်ဘာလုပ်လဲဆိုရင်အဲ့ဒါဆိုရင်ဘာဖြစ်လဲဆိုရင် recall ပေါ့နော်တင်ထားတဲ့ဟာကိုပိုပြန်မှတ်မိအောင်လုပ်ကြည့်ရတဲ့အခါကျရင်ပိုပြီးတော့မှတ်မိနေရပေါ့နော်အဲ့ဒါကိုပြောရပါအဲ့တော့ memory consolidation အတွက်ပေါ့နော်မှတ်ဉာဏ်နေအတွက်ဆိုရင်ဘယ်လို sleep state ကပိုပြီးတော့အဆင်ပြေလဲဆိုတော့ REM sleep ပေါ့နော် REM sleep ကဘာအတွက်လဲဆိုရင်ဒီမှတ်ဉာဏ် consolidation ပေါ့နော်မှတ်ဉာဏ်နေမှတ်ဉာဏ်ဖြစ်ဖို့ပေါ့နော်မှတ်ဉာဏ်ဖြစ်ဖို့ပို့ပြီးတော့အရေးကြီးတယ်ဒါပေမဲ့ဒီမှာသူပြောထားတာလေးတစ်ခုရှိရပေါ့နော်သူပြောတာဘာလဲဆိုတော့ non declarative memory consolidation ပေါ့နော် non declarative ဆိုတာဘာလဲဆိုတော့ပြောမပြတဲ့non declarative ဆိုတော့ထုတ်ပြောလို့မရတဲ့မှတ်ဉာဏ်ဆိုတာမျိုးပေါ့နော်ထုတ်ပြောလို့မရတဲ့မှတ်ဉာဏ်ဆိုတာများသောအားဖြင့်ဘယ်လိုဟာမျိုးလဲဆိုတော့အတွေ့အကြုံမှတ်ဉာဏ်ဟာမျိုးကိုပြောတာ experience ပေါ့နော်အတွေ့အကြုံမှတ်ဉာဏ်ဟာမျိုးကိုပြောတာဟိုလိုစာသင်တဲ့ဟာဘယ်နှခုနှစ်ကဘယ်နှခုနှစ်မှာဘာဖြစ်သွားပါလဲဘယ်နှခုနှစ်မှာဘာဖြစ်သွားပါလဲဆိုတော့ facts ပေါ့နော် facts မှတ်ဉာဏ်မဟုတ်ဘဲနဲ့အတွေးအကြုံမှတ်ဉာဏ်မျိုးတို့က IEM စလေးရပိုရေးကြည့်တယ်နောက်တစ်ခုက declarative memory consolidation ပေါ့နော် declarative memory consolidation တော့စောစောပြောလို့ပေါ့နော် facts တွေပေါ့နော်ဘာဖြစ်သွားတယ်ဘာဖြစ်သွားတယ်ဘာဖြစ်ပါတယ်ဘာဖြစ်ပါတယ်ဆိုပြီးအဲ့လိုပြောလို့ရတဲ့မှတ်ဉာဏ်တွေအတွက်ကကြတော့ဘယ်ဟာဘူရေးကြည့်လဲဆိုရင် slow wave sleep ပေါ့နော် slow wave sleep ဆိုတာတနည်းအားဖြင့်ပြောရရင်တော့များသောအားဖြင့်အဲ့ဒါ NREM ပေါ့နော် non rapid eye movement နဲ့ဆိုင်တဲ့ဟာမှာဆိုင်တာပိုများတယ်အဲ့ဒါနဲ့ပိုအေးကြည့်ရပေါ့နော်အဲ့တော့ဒီမှာဘာလဲဆို hippocampus ပေါ့နော် hippocampus ဆိုတာများသောအားဖြင့်ဒါဘာလုပ်တာလဲဆိုအုံနောက်ကအပိုင်းပဲဘာအပိုင်းလဲဆိုအဓိကအပြင်ဒီမှတ်ဉာဏ်နဲ့ဆိုင်တဲ့အပိုင်းပေါ့နော်မှတ်ဉာဏ်နေဒီစိတ်ခံစားမှုတွေနဲ့ဆိုင်တဲ့အပိုင်းပေါ့နော်အဲ့ဒါ hippocampus အဲ့တော့ visual cortex ဆိုတာကြတော့အမြင်အာရုံပေါ့နော်အမြင်အာရုံနဲ့ဆိုင်တဲ့အုံနောက်တဲ့အပိုင်းအဲ့တော့မှတ်ဉာဏ်နဲ့အမြင်အာရုံနဲ့ဆိုင်တဲ့အုံနောက်တဲ့အပိုင်းကိုဘာလို့မလဲဆိုရင်ကြွက်တွေတဲ့ကို electrode တွေထည့်ပြီးတော့တိုင်းလိုက်တယ်ပေါ့နော်အဲ့မှာဘာလို့လဲဆိုကြွက်တွေကဘယ်အချိန်မှာလဲဆို figure 8 maze ဆိုတာ neuroscience မှာကြတော့အဲ့လိုကြွက်တွေပါတွေကိုတခုခုသင်ပေးခြင်းသူကဘာလို့ခိုင်းလဲဆိုတော့အဲ့လို maze ပေါ့နော်ဝင်ကပိုင်းထည့်ပြီးပြေးခိုင်းတာမျိုးပေါ့နော်အဲ့လိုဟာမျိုးအဲ့ဒီအချိန်မျိုးမှာပေါ့နော်အဲ့တော့ဘာလို့သူတို့လုပ်လဲဆိုကြွက်တွေကိုဝင်ကပါထဲမှာပတ်ပြေးခိုင်းလိုက်တယ်ပတ်ပြေးခိုင်းလိုက်ပြီးတော့ဘာကိုတိုင်းလဲဆိုတော့slow wave ပေါ့နော်before and after maze run နဲ့ဒီဝင်ကပါမတိုင်မပြေးခင်တဲ့ဝင်ကပါထဲမှာပြေးပြီးွားတဲ့အချိန်မှာ slow wave activity ကိုတိုင်းတယ်ဘာဖြစ်နေတဲ့ slow wave activity လဲဆိုရင်ဒီ hippocampus နဲ့ visual cortex လို့ခေါ်တဲ့အုံနောက်အစိပ်ပိုင်းမှာဖြစ်နေတဲ့အပိုင်းနေရာမှာတိုင်းတယ်ပေါ့နော်တိုင်းတော့ဘာဖြစ်လဲဆိုတော့အဲ့တော့ဘာလို့လုပ်လိုက်လဲဆိုတော့simultaneousအဲ့ချိန်မှာဒီဟာပုံစံကြီးတာသူကအဲ့လိုမျိုးတိုင်းတဲ့အပြင်ဘာလုပ်လဲဆိုတော့ simulation မှာပေးလိုက်တယ်ဆိုတော့ electrode တွေထည့်ထားတဲ့အတွက် simulation လုပ်လို့ရတယ်ပေါ့နော်လက်စစ်ထုတ်ကလေးထည့်ထားတဲ့အတွက် simulation လုပ်လို့ရတယ်လက်စစ်ငုတ်တိုင်းနေပေါ့နော် simulation လုပ်လိုက်တဲ့အခါမှာဆိုရင်
ဘာဖြစ်လဲဆိုရင် cortical sinuses ပေါ့နော်အုံနောက်ထဲမှာရှိတဲ့ cortex ကနေ cortex သွားတာဆိုအုံနောက်ဒီစစပြောရင် visual cortex ပဲဖြစ်မှာပေါ့နော်အဲ့လိုအုံနောက်ရဲ့ cortex အစိပ်ပိုင်းကနေနောက် cortex ကိုသွားတဲ့ဟာပေါ့နော် cortical synapse ဆိုတာဘာလဲဆိုရင်memory တို့ neuron တို့ကတစ်ခုနဲ့တစ်ခုဖြစ်ဖို့ဆိုဘာလို့ ရလဲဆိုဥပမာဒီဘက်ကဇာတဲ့ neuron 1နဲ့ neuron 2ပေါ့နော်အဲ့နှစ်ခုကဘာလို့ ရလဲဆိုရင် synapse လို့ခေါ်ချိတ်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုချိတ်ရတယ်အဲ့တော့ဒီမှာမှတ်ဉာဏ်ဖြစ်ဖို့ဆို neuron တစ်ခုနဲ့နောက် neuron ချိတ်တဲ့ဟာတွေဘာဖြစ်လဲဆိုရင်အဲ့လိုချိတ်တဲ့အားကောင်းသွားပြီပေါ့နော်ကောင်းသွားတဲ့အတွက်သူဒီမှာလည်းပြောထားမှာပါလဲဆိုရင် leading to memory consolidation ပေါ့နော်memory ပူကောင်းတယ်ပေါ့နော်မှတ်ဉာဏ်လေးပူကောင်းသွားတယ်ဆိုပြီးပြောတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်အဲ့တော့နောက်တစ်ခုကကြအိတ်နေရဲ့အချိန်ပေါ့နော်အိတ်နေရဲ့အချိန်မှာဗာလဲဆိုရင်အိတ်နေရဲ့အချိန်မှာpresent အိတ်နေရဲ့အချိန်မှာဗာပေးလဲဆိုရင် stimuli ပေါ့နော်သူနေ့လေနေကင်းကအဲ့လိုလမ်းလောက်ထားတဲ့ stimuli တစ်ခုခုကိုပေးတယ်ပေါ့နော်အဲ့လိုပေးတဲ့အခါမှာဆို replay ပြန်လုပ်တယ်ဆိုပြီးပြောဥပမာဘာလဲဆိုဒီမှာပေါ့နော်object location association ပေါ့နော်ဥပမာနှင်းစီနဲ့ရရင်ဒီ object ကိုသတိရပါပေါ့နော်ဒီ object ဘာမှရှိလဲ associate ဖြစ်လဲဆိုဒီ object ဘာမှရှိလဲဆိုတာကိုသတိရပါပေါ့နော်အဲ့ဒါကိုပြောတာအဲ့တော့အိတ်နေရဲ့အချိန်မှာဘာလုပ်လိုက်လဲဆိုရင်အိတ်အနက်အောင်ပေးလိုက်တယ်ပေါ့နော်အဲ့လိုနှင်းချီနက်လို့လေးပေးလိုက်တဲ့အခါမှာဆိုရင်ဘာ activity တွေ့သွားလဲဆိုရင်ဒီမှာကျတော့စောစောမှတ်မိရနော်ဒီ slow way ဆိုတာကြတော့များslow way ပေါ့နော် slow way sleep ပေါ့နော် slow way sleep ဆိုတာတနည်းပြောရင် NIEM sleep လို့အကြမ်းနဲ့ပြောလို့ရတယ်အဲ့ဒီအချိန်မှာဘာပေးလိုက်လဲဆိုရင်နှင်းစီလေးပေးလိုက်တယ်နှင်းစီနက်လေးပေးလိုက်တဲ့အချိန်ကျရင်ဘာဖြစ်လဲဆိုရင်အဲ့ဘာ activity တွေများလဲဆိုရင် memory နဲ့ဆိုင်တယ်ပေါ့နော် hippocampal activity တွေတက်လာတယ်နောက်တစ်ခုက memory object location ပေါ့နော်သူမှတ်ထားတဲ့ memory object location ကိုဘာဖြစ်လဲဆိုရင်အဲ့ memory ဘာဖြစ်လဲဆိုရင်ပို့ပြီးတက်လာတယ်ပေါ့နော်အဲ့ဒါကိုပြောတာနောက်တစ်ခုပေါ့နော်နောက်တစ်ခုကလည်းလို့ပဲဒီတစ်ခါကကြတော့ဘာလဲဆိုရင် spatial location ပေါ့နော် space နေရာရဲ့ဒီတစ်ခါကကြတော့ stimuli ကဘာလုပ်မလဲဆိုရင် listening to sound ပေါ့နော်အတန်ကိုနားထောင်မယ်ပေါ့နော်ဥပမာဆဲလဲတန်ကြားရတာဘယ်နေရာကိုမှတ်ထားပါဆိုပြီးတော့အဲ့လိုမှတ်ခိုင်းထားတဲ့အခါမှာဆိုရင်ဘာဖြစ်လဲဆိုရင်အဲ့ memory လဲဘာဖြစ်လဲဆိုရင်တက်တယ်အဲ့ပြီးတော့ဘာလဲဆိုရင် net ပေါ့နော်နေ့လည်နေခင်ခဏအိပ်ပြီးရဲ့အချိန်မှလဲဘာဖြစ်လဲဆိုရင်အဲ့ memory တက်တယ်ပေါ့နော်အဲ့တော့အကြမ်းမြင့်ခြုံပြီးပြောလာရင်ဘာဖြစ်လဲဆိုအကြမ်းမြင့်ခြုံပြီးပြောရရင်အိတ်တဲ့အခါမှာဆိုရင်ဘာဖြစ်လဲဆိုရင် accept ချင်းနဲ့ memory နဲ့ကတော်တော်လေးကိုအချိုးကြရပေါ့နော်အဲ့တော့ memory ဖြစ်ဖို့အတွက်ကဘာဖြစ်လဲဆိုရင် accept ချင်းကအရေးကြီးတယ်အဲ့မှာတော့မှနှစ်မျိုးပေါ့နော်ဘယ်အခြေအနေမှာလဲဆို REM sleep အတွက်ကော NIEM sleep အတွက်ကော accept ချင်းကဘာဖြစ်လဲဆိုအရေးကြီးတယ် REM sleep ကဘာနဲ့ပို့ဆိုင်လဲဆိုရင် non declarative memory နဲ့ပို့ဆိုင်တယ်အဲ့လိုမှမဟုတ်နဲ့ slow way ပေါ့နော်တနည်းပြောရင် non REM ကြတော့ဘာနဲ့ပို့ဆိုင်မလဲဆိုရင် declarative memory နဲ့ပို့ဆိုင်မယ်ဒါ sleep memory ပေါ့နော်နောက်တစ်ခုက sleep disorder and their treatment ကိုကြည့်အောင်နော် okay ဒီဟာ start တဲ့ချိန်တစ်ခုထပ်ပြောလိုက်မယ်အဲ့ဆိုရင်အားလုံးကျေးဇူးတင်ပါတယ်တာယာတဲ့နေ့လေးဖြစ်ပါစေ